ဒီလိုလေးလာတယ်တီတီတီယေနှစ်ခါလျှောက်တာနှစ်ခါလုံးရတယ်ဆိုတော့ကျမရဲ့ဗီဒီယိုလေးကိုကြည့်တင်သွားပါပြီဗီဇာတနင်္လာနေ့ကလျှောက်ထားတာဒီနေ့ courier service နဲ့ရောက်လာပါပြီအဲ့တော့ရင်ခုန်စိတ်လို့ရှားစွာနဲ့ဖွင့်ကြည့်ပါမယ်ရတော့လဲရမရတော့လဲပြန်လျှောက်အောင်မှာဖြစ်ပါတယ်ကျမလျှောက်တော့ကလိုအပ်ချက်ရှိသွားတဲ့စာရွက်စာတမ်းလေးနည်းနည်းရှိတယ်အဲ့တော့နည်းနည်းလေးစိတ်ပူနေတယ်စာရွက်ပါလာတယ်ဆိုတော့အော်စာရွက်မဟုတ်ဘူးတီ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 အဲ့တော့ဘာစာရွက်မှမပါဘူးနည်းနည်းတော့ရင်ခုန်သွားပြီ哒！ Okay ဒီလိုလေးလာတယ်တီ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 ယေ finally တနင်္လာနေ့ကလျှောက်တာအခုဒီနေ့ရတယ်ဆိုတော့ဒီနေ့မှစနေဆိုတော့တနင်္လာနေ့ကလျှောက်တာစနေရဆိုတော့6ရက်ပဲကြာတယ်အမှန်ကမနေ့ရတဲ့ဗီဇာထွက်ပြီးဒါမဲ့တော့ carrier service က service ယူထားဆိုတော့အိမ်ပို့ပေးရဆိုတော့ရုံးကနေခွင့်ထက်ယူရမှာဆိုလို့ထပ်မသွားတော့ပဲနဲ့အိမ်ကိုအရောက်ပို့တဲ့စနေနဲ့မှားလိုက်တာမို့လို့ဒီနေ့မှရတာအမှန်က passport ကမနေ့ရရပြီ yes အဲ့တော့နှစ်ခါလျှောက်တာနှစ်ခါလုံးရတယ်ဆိုတော့ကျမရဲ့ဗီဒီယိုလေးကိုကြည့်တင်သွားပါပြီ